Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Harry ပါ Fantasy 4ရဲ့ episode 6လေးနဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ episode လေးမှာတော့ Villager Trading Hall ကြီးစောင့်မယ်ဗျOkay ကျွန်တော်ဒီအသက်3အိမ်စမ်းပြီးတော့စောက်ထားရဗျကျွန်တော်တခြားအိမ်တွေလည်းအဲ့လိုဒီဇိုင်းပဲစောင့်မှာကျွန်တော်ရဲ့ Athletic Room ကိုအလဲကအိမ်ထဲမှာထည့်ထားရဗျအရင်ကဒီဘက်မှာထားတာအဲ့တော့အဲ့လိုတိမ်နဲ့တိမ်ထိနေတော့လာတယ်ဗျကျွန်တော်ဒီမှာဒိုင်းမွန်ထားတာဒီဘက်မှာတက်တာရင်းနဲ့ရှုပ်ပွားနေတာပဲဗျတော့တေချာတော့မလို့ရသေးဘူးဒါကျွန်တော်ဝေါ်ရဲ့မြေပုံဗျအလဲမှာရေကန်ကြီးနဲ့ဒီအရေးဆိုင်ထဲမှာ villager တကောက်ထည့်ထားရဗျဆိုင်လေးနဲ့ပူတူသွားလို့အဲ့အောက်မှာကျွန်တော် fan တွေဆောက်ဖို့မြည်နေတာတူထားရဗျ iron fan ဖြစ်ဖြစ် iron fan ရှိပြီးသားဆိုတော့ sugar cane fan ဖြစ်ဖြစ်ဆောက်လို့ရအောင်ဗျဒါကျွန်တော်ရဲ့ diamond armor အပူဒါကျွန်တော်ပစ္စည်းတွေ diamond တွေအသိမရှိတော့ဘူးဒီဘက်မှာကျွန်တော်အိမ်ဆောက်ဖို့နေရာတွေချထားတာဗျဟိုအစိုးပြီးဆောက်မှာဒီမှာကျွန်တော်ရဲ့ villager တွေဗျကျွန်တော်ရွာကနေခေါ်လာတော့နှစ်ကောက်ဝဲခေါ်လာတာပါမိုးကြီးပေးပြီးကျွန်တော်မျိုးပွားခိုင်းထားတာဗျဒီတောက်ရဲ့နောက်ဘက်ရွာနေခေါ်လာတာကျွန်တော်သွားခေါ်ထားတယ်ကျွန်တော်ဗီဒီယိုရိုက်ထားတာရှိရဗျဒါပေမဲ့အဲ့ဒါတော့ကျွန်တော်မှားပြီးဖြစ်လိုက်တာပါသွားရဗျကျွန်တော်ရဲ့မျိုးတွေကတဖြည်းဖြည်းနဲ့တော်တော်ကြီးနေပြီဒါတော့ကျွန်တော်အရှိ episode တော့ဆောက်ထားတဲ့လက်ခွေးကြီးဗျလက်ခွေးအကြီးလက်ခွေးရဒီတိုင်းပဲရှိတဲ့ဝင်းမေးတွေပါလိမ့်မရှိသေးတော့အဲ့တော့မလောက်ဘူးဗျဒီထဲမှာကျွန်တော်ရဲ့မြင်းထားတာကျွန်တော် carrot တွေလည်းကြီးနေပြီဆိုတော့ carrot တွေရိတ်မယ်ဗျအေးရွာသားတွေသွားရောက်ရအောင် Fortune 3ရင်းလည်းလုပ်မယ်ဗျ Fortune 3ရင်းဆိုပိုရမှာမလားFortune 3နဲ့ရိတ်တာပိုရတယ်ဗျကျွန်တော်စဘာဆိုရတော့ Fortune 3ကအလုံးမဖြစ်ဘူးဗျအစီတွေပဲပိုရတာစဘာတွေကတစ်ခုရဲ့တစ်ခုပဲရတာအဲ့တော့ကျွန်တော်မော်လဥနေတွေပဲများများစိုက်တာဗျမော်လဥတွေကရောက်ရင်လည်းအများကြီးရတာဆိုတော့โอเคရေးပြီးဆိုကျွန်တော်ပြန်ဆိုင်ရမှာဗျရေးပြီးပြန်ဆိုင်မှုမပြေးပါနဲ့ဗျာโอเคကျွန်တော်တို့ပြန်ဆိုင်ပြီးပြီဆိုတော့
မော်လာဦးနေသွားရောင်းမှာဗျဖူရီဂျာရီစီမှာရောမော်လာဦးနေဝယ်တဲ့ကောင်တွေလှုပ်ထားရဗျကျွန်တော် village ရဲ့အချန်ထဲမှာနေနေတော့တော်ကိုကြာရဗျနေပူမရှောင်မိုးရမရှောင်အချန်ထဲမှာပဲအရင်ရှိသေးတော့ဒီလေโอเคခိုင်းလို့ရတော့ကုန်သွားပြီဗျကျွန်တော်ပူရဲဆက်တစ်ခုရွာသားတွေကိုပေးခဲ့မယ်တို့အိုင်ယောတွေလည်းရောက်လို့ရတယ်ဗျကျွန်တော်တို့မှအိုင်ယောတွေကပေါ်သွားနေအောင်ဆိုတော့အိုင်ယောဖာ AFK လာလို့စရာမလိုဘူးကျွန်တော်ဟိုလို့ဒီလို့ short လုပ်နေနေကိုအများကြီးရတယ်ဗျအိုင်ယောတွေကโอเคကျွန်တော်ရောက်ပြီဆိုတော့ကျွန်တော်မန်လေးစာအုပ်တွေဝယ်ရမယ်ဗျမန်လေးစာအုပ်နှစ်အုပ်လောက်ဝယ်သားမယ်ဗျကျွန်တော်လူတာတော့နောက်ထပ်အများကြီးလူသေးရတယ်ဗျဒီကောင်တွေအိုင်ယိုဝယ် level 1ပေးရမယ်ဗျ level 2ရအောင်ဒီကြရညတော့မရောက်သေးဘူးဗျအိတ်သွားပြီကျွန်တော်မန်လေးတွေထဲမယ်ဗျ vacation နဲ့တော့ပဲထဲလိုက်မယ်ဗျကျန်ရနောက်မှ AC ထဲလို့ရတယ်vacation နဲ့တော့3များတော့ဆိုတော့ကျွန်တော်ညရောက်နေပြီဆိုတော့သွားအိတ်လိုက်တော့မယ်နည်းနည်းကြာရလှုပ်ရှားရှိရလောက်ရမှာဆိုတော့ကျွန်တော်ပြားတွေကိုအစာကျွေးလိုက်မှကျွန်တော်ပြားတွေကအများကြီးရှိတာကျွန်တော်သွားရိုက်လိုက်တာနဲ့ပြားတွေကကျွန်တော်လိုက်တော့တာကျွန်တော်ပြတ်သားလိုက်တယ်ဗျာအဲ့ဒါနည်းသွားတာပြားတွေတက်လက်အိတ်ဆောက်ပေးမှရတော့မယ်ဗျာသူတို့ကရှောက်သွားနေတာဟိုးအမြင့်ကြီးပြန်သွားပြီးအောက်ကိုလည်းပြန်မဆဲလာတတ်တော့ဘူးဒီဆိုင်ထဲမှာရှိတဲ့ villager တွေကဇော်ဝီကြိုက်ပြီးတေသွားတယ်ဗျတော်တော်ညမအိပ်ရနဲ့နေနေတာဒါတော့ Cactus Fire ဗျအဲ့လိုအပေါ်23ဆယ်လောက်ဆေးပြီးဆောက်သွားရဲ့ Cactus တွေကအများကြီးရောင်းပါဗျအခုကနည်းနည်းပဲရသေးတာဆိုတော့ဒီ Cactus Fire လည်းအဲ့ရင်းနဲ့ထားရမှာဗျဒီတိုင်းထားတော့မလောက်ဘူး Cactus Fire လည်းဒီဘေးကအိပ်ပြီးလိုပဲသုံးမယ်ဗျအောက်ကကြောင်းနဲ့အပေါ်က smooth sandstone နဲ့ okay အဲ့ဆိုကျွန်တော်လိုတဲ့ပစ္စည်းတွေတွားယူမယ်ဗျကျွန်တော်တက်သားယူမယ် yes တိုးပြီးလည်းယူရမယ်ဗျတိုးရတော့ဟိုအိမ်ထဲမှာရှိရဲ့
ကျွန်တော်အဲ့ဒါစိုက်တယ်သွားရုံပဲဗျအဲ့ဒါစိုက်ရမိုင်းတွေထဲမှာတူးရတော့မလို့တော့ဘူးဗျကျွန်တော်အရေးတစ်ခါကတူးလာတာရှိတယ်ပြီးတော့ကျွန်တော်စမူဆတ်တော့ယူမယ်စမူဆတ်ဆိုဒီအိမ်ထဲမှာအတူယူသွားမယ်ဗျစမူဆတ်တော့လေးကျွန်တော်လိုတဲ့ပစ္စည်းတွေအကုန်ရပြီထည့်တယ်ဗျအော်မရသေးဘူးကျွန်တော်ခံမိုးလူသေးတယ်ဗျခံမိုးဘာမိုးရေကောင်းလဲနဲ့တာရတဲ့တာအပြာရောက်လေးနဲ့မိုးရေကောင်းလာလို့ဗျဟုတ်တယ်အဲ့ဒါနဲ့ပဲမိုးလိုက်တော့မှကျွန်တော်โอเคကျွန်တော်ခုလိုအပ်တဲ့ပစ္စည်းတွေရနေပြီဆိုတော့အဲ့ဒီလေးစားထွက်လိုက်ကြရအောင်ဗျဘရိုကျွန်တော်ဒီမှာသိလာခုံနေရင်လည်း vision တစ်ခုတွေ့ရဗျကျွန်တော် vision ကိုတွားကြည့်ရအောင်ကျွန်တော်စောစားခါးတွေမထွက်ရတော့လဲကြောက်ပြီဆိုတော့ပကလင်းပဆိုင်နဲ့ချားတဲ့ကောင်တွေတော့တော်တော်ကျန်းနေမြကျွန်တော်ဂိုးတွေလာယူတာလို့အောက်ကိုနည်းနည်းဆက်သွားကြည့်မယ်ဗျโอเคဒီမှာကျွန်တော် chest တွေတွေ့ဗျတချေးခွေရနှစ်ခွေရတယ်ဗျကျွန်တော်အောက်ကိုဆက်သွားမယ်ကျွန်တော်ဟိုအလဲရွှေတွေအများကြီးတွားယူမယ်ဗျဒီဘက်မှာနည်းနည်းပဲရှိတာဟိုအောက်လေးဆင်းမယ်ကျွန်တော်တို့ဒီရရွှေတွေလည်းတူးမယ်ဗျကျွန်တော်အောက်ကိုဘယ်လိုဆေးရမလဲတဲလေကားနေပဲဆေးသွားရမလားအော်ဒီမှာပကလေးတွေအများကြီးပဲဗျပြေးပြီဒီကောင်တွေတော်တော်အသက်ပြေးတဲ့ကောင်တွေဗျတေးလည်းမသေးနိုင်ဘူးတတ်တာအောင်မလေးအများကြီးပဲဗျပေးပြီကျွန်တော်တို့ပေးပြီပြေးတော့ပေးပြီဗျအတော့တော့ဆယ်လို့မရတော့ဘူးဗျများတဲ့ကောင်ကလိုက်ပြင်းနေတာသေးပြီဘလူတို့သွေးတတုပ်သေးပြီဟိုသေးတယ်ဗျကျွန်တော်တို့သွေးတတုပ်နဲ့လောလာခဲ့တာနောက်ထပ်တစ်ချက်လောက်ထိရကျွန်တော်မသာပေါ်ပြီဗျဒီကောင်တွေကအလဲထိတော့လိုက်လာတယ်ဗျာဒီကောင်တော့တကယ်သေးပြီဘလူတို့ရေလာပါထဲကြပြီးအောင်မလေးအမေကဲကြပါဦးဗျာโอเคမသေးသေးဘူးဗျကျွန်တော်တို့တော်သေးတယ်ဒီကောင်တွေကကျွန်တော်အသေးလိုက်ပြေးနေတာကြပါပြီလာပါတယ်ဒီစလိုက်ရတမှုတို့အလဲမရှိရရွှေတွေယူမှာဗျဒီကောင်လေးအရေးသားလိုက်အောင်လားအလဲမှာရွှေတွေအများကြီးပဲ
ရွှေအကုန်ယူသွားရင်ဗျလဲတက်တာမှနေတော့ right အင်ကိုတစ်ခုရရဗျဒိုင်မခမောတစ်ခုဒိုင်မဘန်ပီယာတစ်ခုရွှေကနည်းနည်းပါပါကျန်ရတော့ကောင်းတာသိမရှိဘူးဗျโอเคကျွန်တော်သေဖို့နည်းနည်းပဲလိုရဗျကျွန်တော်လိုတဲ့ပစ္စည်းတွေရသွားပြီဆိုတော့ကျွန်တော်ပြန်မယ်ဗျကျွန်တော်ရလာတဲ့ပစ္စည်းကိုတက်တာထဲထည့်ခဲ့မယ်ဗျပစ္စည်းတွေအရှုပ်ပွားနေပြီ inventory ထဲမှာโอเคထည့်ပြီးပြီဆိုတော့ကျွန်တော် AU ဆက်ဆောက်လိုက်ကြရအောင်ဗျโอเคကျွန်တော်အိမ်ဆောက်လို့ပြီးတော့ရေဗျအဲ့တော့ဒီဘက်အဲ့အနီရော်လေးနဲ့ခက်စစ်စစ်ပဲဆောက်ထားရဗျကျွန်တော်ဒါပေမဲ့အားလုံးတော့မတူဘူးဗျလာရဗျကျွန်တော်အဲ့လေးဆောက်ထားတာဒီဘက်တော့မှာတော့ဘာမှမဆောက်ရသေးဘူးဗျကျွန်တော်နောက်မှ AC ဆောက်မယ်ကျွန်တော်ညဘက်ဆိုရင်အရန်လာရဗျမီတီလေးကအယောင်မတူတော့โอเคဒီနေ့ episode လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့ရဲ့နောက် episode မှာပြန်လည်ဆုံတွေ့ကြမယ် bye bye